တစ်ဆက်ပေးမဲ့တဲ့ငါတော့ BNN တွင် Telegram သုံးစွဲခွင့်ပိတ်ပင်တဲ့တဲ့ဖြစ်ပါတယ်။ BNN အစိုးရဟာနိုင်ငံတွင်းမှာဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Telegram ကိုအသုံးပြုခွင့်ပိတ်ပင်လိုက်တယ်လို့သိရပါတယ်။ BNN နိုင်ငံတွင်းမှာ Telegram အသုံးပြုသူတွေဟာမူရစ်ဆေးဝါးမှောင်ခိုမှုအပါအဝင်ရာဇဝတ်မှုကျူးလွန်မှုတွေကို Telegram platform ပေါ်မှာလှုပ်ဆောင်နေရလို့တွေ့ရှိရတာကြောင့်အဲ့လိုလှုပ်ဆောင်နေရလို့ယူဆရတဲ့အကောင့်တွေနဲ့ channel တွေကိုပိတ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ Telegram ဘက်ကမလိုက်နာခဲ့တာကြောင့် BNN အစိုးရကသုံးစွဲခွင့်ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ BNN နိုင်ငံအတွင်းမှာအင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီတွေအားလုံးကို Telegram ကိုပိတ်ပင်ထားဖို့အစိုးရကအမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။ BNN နိုင်ငံအတွင်းမှာအသုံးပြုနေတဲ့ Telegram channel 9600ကျော်ဟာရာဇဝတ်မှုတွေနဲ့ဆက်ဆက်နေရလို့ BNN အစိုးရရဲ့သတင်းထုတ်ပြန်ချက်ထဲမှာပါရှိခဲ့ပါတယ်။ BNN နိုင်ငံဟာသတင်းမှားတွေဖြန့်ချီမှုမလုပ်နိုင်ဖို့နဲ့နိုင်ငံတော်လုံခြုံရေးကိုမထိခိုက်စေဖို့အတွက်နိုင်ငံအတွင်းမှာဝန်ဆောင်မှုပေးနေတဲ့ social media တွေဘက်ကသုံးစွဲသူတွေရဲ့သတင်းအချက်အလက်တွေကိုအစိုးရကိုပေးဖို့နဲ့အစိုးရဘက်ကညွှန်ကြားတဲ့အတိုင်းလိုက်နာဆောင်ရွက်ဖို့ဥပဒေပြဋ္ဌာန်းထားတဲ့နိုင်ငံဖြစ်တယ်လို့သိရပါတယ်ရှင်။ဒီသတင်းကိုတော့ငြိမ်းချမ်းအောင်ကပေးပို့လာတာပါ။